လေးတွေပဲပါတယ်နော်ကဲပြီးတော့မှအဲ့ဒီအကြောင်းလေးတွေဖြစ်ခြင်းဆိုတာမင်းတို့နော်အရှက်အော်စရာကောင်းတဲ့တည်င်းစကားတွေပြောနေတယ်ကဲဒါဆိုဒီအကြောင်းလေးတွေကလေမင်းတို့ကိုဘယ်လိုအော်စရာကောင်းတဲ့တည်င်းစကားတွေပြောနေလဲဆိုတော့မင်းတို့ကြားချင်ဘူးလားကြားချင်ပါတယ်ကဲဒါဆိုဆရာမကပြောပြပေးမယ်နော်ကဲအရင်ဦးဆုံးကဲကြည့်ပါဦးဒါဘာရောင်လေးလဲဟိုပါရောင်ဒါပေမဲ့ဆရာမတို့ဒီအကြောင်းလေးကိုရွှေဝါရောင်လို့သုံးပြရအောင်နော်ကဲဟုတ်ပြီရွှေဝါရောင်လေးကဲတော့ဒီရွှေဝါရောင်လေးကလေမင်းတို့ကဘာကိုတတိယစေလဲဘာကိုအုပ်ဆောင်လဲဆိုရင်ကောင်းကင်နိုင်ငံကိုအုပ်ဆောင်တယ်နော်ရွှေဝါရောင်ကဘာကိုအုပ်ဆောင်လဲကောင်းကင်နိုင်ငံဆိုတာလေအရှက်ပါရမှာပါတဲ့နေရာဖြစ်တယ်ကောင်းကင်နိုင်ငံမှာလမ်းနေဆိုရင်ရွှေတွေနဲ့ခင်းထားတယ်နေစရာနေရာအခက်အခဲဆိုတော့တကယ်ကိုဟုတ်တယ်နဲ့ကြောက်နေကြတာမျိုးစုံနဲ့ချိန်ထားတယ်။အိုးဘယ်တော့မှပြောစရာကောင်းလဲနော်။မင်းတို့မနေချင်းလားအဲ့လိုနေရာ။ဟုတ်နော်။ဒီပြီးတော့လေကောင်းနေတဲ့နိုင်ငံဘယ်တော့ပြောစရာကောင်းလဲဆိုရင်ကောင်းနေတဲ့နိုင်ငံမှာတဲ့။အိုချင်းနာချင်းတိတ်ချင်းဆိုတာမရှိဘူးလေနော်။ကဲအိုချင်းနာချင်းတိတ်ချင်းဆိုတာတော့မင်းတို့တစ်ဖြည်းဖြည်းအပတ်ကြီးတော့ပြီးတော့ပိတ်ရည်တူလာတာ။ကဲပြီးတော့မှနေမကောင်းဖြားလာတဲ့အရာတွေပြီးတော့မှပိတ်ဆုံးနေဆိုတဲ့အရာတွေကကောင်းနေတဲ့နိုင်ငံမှာရှိသေးလားဆိုရင်မရှိဘူး။ဒီကဆိုပြောစရာမကောင်းလား။ကောင်းတယ်နော်။ကဲပြီးတော့မှဒါဆိုရင်အဲ့ဒီတာရလာပါတဲ့ကောင်းကင်နိုင်ငံကိုအတူလောက်ထားတာလေအတူပြင်ဆင်ထားတာလေဆိုရင်တော့ဖယားတခင်ပြင်ဆင်ထားတာဖြစ်တယ်တဲ့နော်ကဲဖယားတခင်ဆိုတော့ဘယ်လိုလဲဆိုရင်ဖယားခင်ကဖန်ဆင်းရှင်ဖြစ်တယ်နော်ဒီမှာထိုင်နေတဲ့တသားမင်းကြီးတို့တရားချင်းစီကိုဘယ်လိုဖန်ဆင်းလဲဖယားခင်ကဲဒီမှာရှိတဲ့သမီးလေးအစတာသမီးလေးအစတာဘယ်လိုဖန်ဆင်းလဲဖယားခင်ဖန်ဆင်းတယ်ကဲပြီးတော့သမီးလေးအဖြိုးဘယ်လိုဖန်ဆင်းလဲဖယားခင်ဖန်ဆင်းတယ်နော်ဒီမှာရှိတဲ့တသားမင်းကြီးတရားချင်းစီကိုနာမည်နဲ့တကွာသူကဒီဘာကြောင့်လဲသူ့ကိုယ်တိုင်စင်ထားလို့ကဲမကတဲ့ဦးကဲတို့ဒီနော်အခုအခက်အခဲဘက်ကိုကြည့်လိုက်ပြီဆိုပြီးတော့ကောင်းကင်ဘုံမှာဘာတွေပြရမလဲအော်ကြည့်တွေ့မယ်နော်လာတွေ့မယ်ဟုတ်တယ်နော်ကဲပြီးတော့နေမင်းကြီးတွေကဲကောင်းကင်မှာပြက်နေတာဘာလေးရှိမလဲဟုတ်တယ်ဒီကောင်းကင်ကြီးတွေတော့ကြည့်ပါအော်ကဲတော့ဒီဟုတ်ပြီအဲ့ဒီအရာတွေလည်းဘယ်သူဖန်ဆင်းလဲသိလားဘယ်သူဖန်ဆင်းလဲနော်ကဲမကတဲ့ဦးအရှမ်းမတာရလာပါတဲ့ကောင်းကင်နိုင်ငံကိုဘယ်သူဖန်ဆင်းလဲကဲတော့ဆိုပြားခင်ကအဲ့ဒီတာရလာပါတဲ့ကောင်းကင်နိုင်ငံကြီးကိုဖန်ဆင်းထားတာဘာကြောင့်လို့မင်းတို့ထင်ချစ်လို့တော့လိုက်တာနော်ဒီသမီးလေးကနော်ဟုတ်တယ်ဒါကမင်းတို့တယောက်ချင်းစီကိုထားပြအဲ့ဒီမင်းချစ်တယ်မင်းတို့နဲ့အတူနေချင်တဲ့အတွက်ကြောင့်လို့ကောင်းကင်နိုင်ငံကိုဘာလုပ်ထားလဲကျင့်စဉ်ထားတယ်အဲ့ဆရာမပြောတာမဟုတ်နော်ကျန်းစာတွေမှာဖြားခင်ကိုလည်းပြောထားတယ်နော်ရုံးနဲ့ခန်းကြီးစတော့အင်းဆက်ချောက်ခောက်ပေးပိုင်းလေးမှာလောကီသားတို့ကိုစစ်တော်မူ၏တဲ့ဒီနေ့တော့မင်းတယောက်ချင်းစီလောကီသားဆိုတာလေလောကမှာရှိတဲ့လူတွေအားလုံးပါတယ်ဆရာမလည်းပါတယ်ဒီမှာရှိတဲ့သားမင်းကြီးတို့တယောက်ချင်းစီလည်းပါတယ်နော်မင်းတို့အားလုံးကိုဘယ်သူချစ်လဲကြားချစ်တယ်နော်ကဲဖျားကချစ်လို့မင်းတို့နဲ့အတူနေချင်လို့အရန်တော့ရမှာပါတယ်ကောင်းတယ်ဘာလို့ထားရလဲဆင်ထားကဲဒါဆိုထားချင်ပြစ်စထားတဲ့ကောင်းတဲ့နိုင်ငံမင်းတို့မသွားချင်လားသွားချင်တယ်ဒါမဲ့တော့ဘူးအဲ့ဒီအားလုံးပါတယ်ကောင်းတဲ့နိုင်ငံမင်းတို့သွားလို့မရအောင်ဒါစီထားတဲ့နေရာကိုရှိတယ်ကဲအဲ့ဒါကတော့ဘာလဲဆိုတာကြည့်ရအောင်ကဲဒီမှာကြည့်ပါဦးဘာရောက်လဲဟဲ့အမေကဲတော့ဒီအမေကိုတွေ့တဲ့အခါမှာနော်ဒီအမေကအပြစ်ကိုပုံဆောင်နေတယ်နော်အပြစ်ဆိုတာဘာလဲဆိုရင်တော့ဖယားတစ်ခေမကြိုက်တာကိုလောက်တာမများကအပြစ်ပဲကဲဥပမာမင်းတို့တွေနော်ကဲမိမစကားနားမထောင်ဘူးဥပမာမင်းတို့ဖုန်းကြည့်တယ်ဟာ TikTok တွေကြည့်တယ် YouTube တွေကြည့်တယ်နော်မင်းတို့ရဲ့အမေကတော်ပြီမကြည့်နဲ့တော့လို့ပြောတယ်ဒါပေမဲ့မင်းတို့ကနားမထောင်နေဆက်ကြည့်နေတယ်ဒါဆိုဖျားခင်ကြိုက်တယ်လို့မင်းတို့ထင်လားဒီမှာစကားနားမထောင်နေရဖျားခင်ကြိုက်လားမကြိုက်ဘူးအဲ့ဒါကလို့ခေါ်တယ်ကဲဒါဆိုအဲ့လိုအပြစ်မျိုးလုပ်ဘူးလားလုပ်ပါမယ်ကဲပြီးတဲ့ခါမှာစကားပြောရင်အမှန်တိုင်းပြောနော်ဟာအเจ้าကတော့အမှန်တကြနေတဲ့ခါမှာအမေဖြစ်ဘူးအမှန်တိုင်းပြန်မပြောဘူးမေးလိုက်တော့ဆမ်ကွဲအောင်လေဒါပေမဲ့အမှန်တကယ်တော့အမှန်တရားကြာနေတယ်အဲ့လိုမျိုးလင်ပြောတဲ့အရာကိုကောင်းလားဟဲ့ဘာလို့ဒါလည်းပါတယ်ကြည့်လေကဲပြီးတော့မိဘတွေကတော့ကဲပေါ်မလေးစစ်တင်နေရမယ်လို့ပြောတယ်ဒါပေမဲ့အမေမရှိတဲ့အချိန်မှာအဖေမရှိတဲ့အချိန်မှာညလေးကောက်နေခေါက်လိုက်တာလို့တော့ဆွဲစိတ်လိုက်တာလို့အဲ့တက်ကစားစရာမကိုင်းနဲ့ဆိုလို့လေအဲ့လို share လုပ်တာလို့အဲ့ဒီအရာတွေကရောထားခင်ကြိုက်လားမကြိုက်ဘူးအဲ့ဒါဆိုရင်ဒီဟာကလည်းဖတ်ပြတယ်အဲ့ဒါဆိုတော့တို့တွေကအဲ့ဒီအပြစ်တွေကိုတော့ခုမှမဟုတ်ဘူးလာလို့ဘူးလားအဲ့ဒါဆိုတော့ဒီမှာအပြစ်ရှိတာမရှိလားရှိပါတယ်ကျန်းစာပါလို့ပြောလို့ရောမခန်းကြီးတော့နေပြီစမှာစမ်းစာလာဒီကဖြောင်းမတော့လို့မရှိဒီကမရှိအတိတ်ပဲကလေအပြစ်ကိုတစ်ခါလေးတော့မလုပ်ခုပါဘူးဆိုတဲ့သူကဒီလောကမှာတယောက်ကလေးတော့မရှိဘူးဆရာမလည်းပြလို့တယ်ဆရာမလည်းအမေကိုပြောအောင်ဘူးတဲ့နောက်ပြီးတဲ့အခါမှာအမေဖေမရှိတဲ့အခါမှာဆရာမအပေါ်ဝင်နေဆရာမတို့ဘာခင်ကိုစားရတယ်လေလုပ်ဘူးလေကဲဒါ
ဒါဆိုဆရာမမလည်းအပြစ်ရှိတယ်ကဲတော့ဆိုတော့ဆရာမမလည်းအပြစ်ရှိတယ်သားတို့သမီးတို့မလည်းအပြစ်ရှိတယ်ဆိုတဲ့အခါမှာအပြစ်ရှိပြီဆိုရင်အပြစ်ရဲ့တင်ဆိုတာရှိတယ်နော်အခုဒီဆရာမပြပြမယ်နော်တခါတော့ဆရာမအိမ်ပါလေဆရာမခါလေကပ်လို့စာအုပ်ဖတ်တယ်ဆရာမတို့ခင်တော့ဖုန်းကြီးမရှိသေးဘူးနော်အဲ့မှာကပ်လို့စာအုပ်ဖတ်တယ်အမေကအောက်ကနေလာခေါ်တယ်ထုံးမှုဘုကူစားကြီးလို့နော်သမီးလို့ခေါ်တာပေါ့နော်ထုံးမှုဆိုအောက်ကနေခေါ်အမေဆရာမဟာဒီမှာကပ်လို့ဖတ်နေတာလို့နော်မရက်ချင်တဲ့ခါမှာဆရာမခါရီထားမထောင်မယ်ဆရာမကြားကြည့်အောင်ဆိုပြီးစက်ဖက်နောက်ဆုံးအသက်ပြပြနေနီးလာနော်နီးလာပြီးတော့ဆရာမနောက်အမေကရောက်လာတော့ဟဲ့နေပါခေါ်နေမကြောက်လားဆရာမပြောဆရာမမကြောက်ဘူးလို့ပြောတယ်အဲ့ဒါဘာလို့လဲနေတာပဲလက်ထက်ကအသက်အကျိခေါ်နေတာနိနာလာတော့ခုရောက်ပြီးခေါ်နေနေမကြောက်လားအဲ့ပါတော့မကြောက်ပဲဆက်နေတဲ့ခါမှာအမေကနောက်တက်မချီနေနေလောက်တာနော်အမေကိုမယိုသေးတာနောက်ခါနေဘယ်လိုလောက်လားအိမ်မှာသွားဆိုဆရာမအဲ့တော့ထုံနေကြတယ်နော်ဆိုတော့အမေကိုမချီနေနေမလေးစားလုပ်တဲ့အတွက်ကြောင့်ဆရာမဘာဖြစ်လဲအရှိတယ်ဆရာမမြင်ဆရာမမချစ်လို့ရိုက်တာလားဟုတ်ဆရာမအမေကိုမလေးစားတဲ့အတွက်နော်အပြစ်ကြိုက်တာဖြစ်တယ်အချောင်းပေါ်တော့တို့တွေကနော်ဖျားရဲ့စကားကိုနားမထောင်ဘူးဖျားမကြိုက်တဲ့အပြစ်တွေကိုလုပ်တဲ့အခါမှာလည်းအပြစ်ရဲ့တံကိုခံရမှုရှိတယ်နော်ကဲတို့တွေခံရမယ့်အပြစ်ရဲ့တံကတော့အရိုက်ခံရမှာမဟုတ်ဘူးနော်ကျမ်းစာမှာဖတ်ပြောလဲဆိုရင်ရောမအခန်းကြီး6အငယ်23ထဲမှာအပြစ်တရားရဲ့အခါကသိချင်းဒီပေကသိချင်းဆိုတဲ့အခါတို့ကိုချစ်တဲ့ဖျားခင်နဲ့ပေတော့မှမတွေ့ရတော့ဘဲနဲ့ဖျားခင်နဲ့ထာဝရဝေးပွားပြီးပျက်စီးခြင်းမြေကိုပွားရမှာတော့မြေကျောက်စံကောင်းလိုက်ဟဲ့အဲ့ဒီမှာတော့မိတွေနဲ့ကိရှန်ပြီးတော့အဲ့ဒီမှာတော့တရက်နေရမှာမဟုတ်ဘူးနော်တလားလည်းမဟုတ်ဘူးနော်အဲ့ငရေရောက်သွားဆိုဘယ်တော့မှပြန်ထလို့မရတော့ဘူးကဲဒါဆိုအဲ့လိုငရေတော့မင်းတို့သွားချင်လားသွားချင်ဘူးအေးဖျားခင်ကလည်းလေမင်းတို့ကနော်သွားစိတ်ချင်တဲ့အတွက်ကြောင့်မလို့အော်ဖေရနီလလေးကိုပြင်ဆင်ထားတယ်တဲ့အဲ့ဒီနီလလေးကတော့ပါလေကြည့်အောင်ပါရလေးလေအဲ့ဒီရောင်လေးကတော့ဘာကိုပုံဆောင်လဲဆိုတော့သခင်ယေရှုရဲ့အသွေးတော်ကိုပုံဆောင်နေတယ်သခင်ယေရှုဆိုတာဘာလဲသခင်ယေရှုဆိုတာစုံလင်တဲ့ဘုရားရဲ့ဘာဖြစ်တယ်နော်အဲ့ဒီသခင်ယေရှုကမင်းတို့ကဘာလုပ်နေလဲဆိုရင်မင်းတို့ကိုစားမင်းတို့အပြစ်တွေကသူကလောကရိုင်းမှာအပြစ်ခံပေးတယ်အသွေးသွင်းပေးတယ်နော်ဘာအတွက်လဲဥပမာမင်းတို့နားလည်အောင်ပြောမယ်ဆိုရင်ကတည်းကမင်းတို့ကစားတဲ့ခါမှာမင်းတို့ဂျုံနေနေတယ်နော်ကဲအဲ့လိုဂျုံနေတဲ့အခါလက်တွေပြေသွားတယ်အဲ့ဒါအဲ့လက်တိုင်းမှာမင်းတို့ဒီတိုင်းထားလာအဲ့လက်ပေးနေပဲမင်းတို့အိတ်အောင်နေတာမင်းတို့မင်းတို့လက်မှာစောခုပေးသွားတဲ့အခါမှာပြန်ပြီးတက်ရှင်းတော့မင်းတို့ဘာလုပ်လဲရှင်းတယ်ဟာလည်းရှင်းတယ်ရေးတယ်ဆက်ပြလည်းရှင်းတယ်ဟုတ်တယ်နော်အဲ့ခါဒီနေ့တို့ဖျားမကြိုက်တဲ့အရာတွေကိုလုပ်တာညစ်နေတဲ့အရာတွေပေါ့ရှင်းတဲ့စီလို့ရဆက်တယ်စီရအောင်နော်အဲ့ဒီအပြစ်ကိုကြတော့အတူအဖြစ်နေရတယ်အဲကြောင့်လူကျမ်းစာထဲမှာတိတ်ရောခန်းကြီးတဲ့ခိုင်ငယ်ခုနှစ်မှာဖျားမခင်ဤပါတော့ယေရှုခရစ်အသွေးတော်ဒီငါတို့အပြစ်ရှိတဲ့ညကိုစီကြောတော်နော်ဆိုတော့ခင်ယေရှုကတို့ရဲ့အပြစ်ကိုလိုလားစွာကားလိုက်မှာအသိခံတဲ့သူ့အသွေးနဲ့တို့တွေကိုအပြစ်ကိုဘာလုပ်ပေးလဲစီကြောတယ်ဒီအခါမှာသူ့အသက်ကိုစွန့်နေသူသိသွားတယ်ဒါကြောင့်သူ့ကိုခုလေးမှာညံ့နေကြိုလိုက်တယ်ဒါမဲ့တော့ခင်ယေရှုကသိခြင်းမှလမ်းဆုံးတော့တော့ရမြောက်တဲ့နေ့မှာဘာဖြစ်ဖြစ်လဲသိလားရှင်တဲ့ထားမြောက်တယ်အဲ့ဒါကိုတစ်ကောခင်းကြီးဆက်လာအငယ်သုံးလေးပါအကြည့်ကြပြောပြရတော့ခရစ်တော်သည်ကျမ်းစာလာသည့်အတိုင်းငါတို့အပြစ်ကြောင့်အသိခံတော်မူ၏တကြိုပြီးမှကျမ်းစာလာသည့်အတိုင်းဟုံးရမြောက်တော်လေး၌ထားမြောက်တော်မူ၏ယေရှုကတကယ်ပဲသိခြင်းကနေရှင်းပြထားမြောက်ခဲ့တဲ့ဖခင်ရဲ့သားတော်ဖြစ်တယ်။ကဲဒါကြောင့်မလို့နော်ဒီနေ့သခင်ယေရှုလှုပ်ဆောင်ပေးတဲ့အရာကိုတို့တွေကယုံကြည်ခြင်းအပြင်အပြစ်လွတ်ခြင်းဖြစ်ဖို့ရယူနိုင်တယ်တဲ့။ကဲတော့ကြည့်ပါဘာရောင်လေးလဲဟဲ့။ဖြူရောင်ကတော့ဘယ်လိုဆောင်လဲဆိုတော့စင်သက်ရှင်ခြင်းကိုပုံဆောင်ပေးတယ်နော်။ကဲတော့တို့တရားကိုချင်းစရာသခင်ယေရှုလှုပ်ဆောင်ပေးတဲ့အရာကဟုတ်တယ်။တမီးအတွက်သားအတွက်ဆိုတော့ယုံပါတယ်။မင်းတို့ကယုံကြည်လက်ခံရင်အပြစ်ကလွတ်မယ်။နေရသွားစရာမလိုတော့ဘူး။အဲ့ဒီအကျင့်ကိုလေမင်းတို့ဘုရားပေးထားတယ်ဒီတော့တော့ရှိနေတယ်အဲ့ဒီကဘာလို့ဆိုတော့ယောဟန်ခန်းကြီး1အငယ်7မှာထိုသူကိုလက်ခံရတော့လူကြီးလူသောခေါ်တော်ကိုယုံကြည်သောသူတို့ဟာဖခင်ကြီးသာဖြစ်ရခြင်းကိုပေးတော်မူ၏ဘုရားကယေရှုကိုပြောတာဖြစ်တယ်ယုံကြည်တဲ့လက်ခံတယ်ဆိုတာတကယ်ရှုကားတိုင်းမှာအသိခံတာအသိသွင်းတာဟုတ်တယ်တမီးအစတာတော့ဆိုတာတမီးယုံပါလေနော်တမီးထွေပတ်တော့ဆိုတာတမီးယုံနေလို့ပပမင်းကြီးတို့ကပိတ်ရောက်ခြင်းစီကိုယ်တိုင်ကိုကြောင့်ယုံကြည်ရတာဆရာမကိုစားယုံကြည်လို့မရအောင်နော်မင်းတို့မေမေဖေဖေကိုစားယုံကြည်လို့မရအောင်နော်ကိုယ်တိုင်ကိုကြယုံကြည်လက်ခံပြီဆိုအဲ့ဒီယုံကြည်တဲ့အချိန်မှာပဲဖခင်သခင်ရဲ့သားဆိုတာကတော့ဖခင်ရဲ့မိသားစုမျိုးဖြစ်မယ်ဖခင်မိသားစုမျိုးဖြစ်တဲ့အခါမှာဖခင်ခင်ရှိပဲလို့ပြောမလဲကောင်းပြီပဲပြောရမယ်အေးဘုရားဆရာလူသေးလားမလိုဘူးအပြစ်လို့ချင်းခင်ရမှာဖြစ်တယ်ဒီကြောင့်ဒီမှာရှိပတာလို့မင်းတို့အပြစ်လို့ချင်းခင်
ဖြစ်သေးဘူးเนาะအပြစ်လို့ချင်ခွင့်မရသေးဘူးဒီနေ့မှာအပြစ်လို့ချင်ခွင့်ရခြင်းနဲ့ဖျားသားမှုဖြစ်ချင်တယ်ဆိုရင်တော့ဒီနေ့တခင်ရှိကိုကြည့်ခဲ့ရပါဖြစ်တယ်ဒါကြောင့်တော်မိမိတို့လည်းမတစ်ခါမှတခင်ရှိကိုယုံကြည်လက်ခံရသေးဘူးဒီနေ့မှာတခင်ရှိကိုယုံကြည်ခြင်းနဲ့လက်ခံခြင်းနဲ့ဆိုတော့ပါသမီးတရားရောက်ရှိအကံပြီးပါရင်ပြန်တယ်เนาะဆက်လက်ရှိမှာဆောင်နေဆက်မနာလာခဲ့ပါတခင်ရှိကိုဘယ်လိုယုံကြည်လက်ခံရမလဲဆက်မတော်မိမိတို့ဒီပါမယ်တော်မိမိတို့အားလုံးဆရာခင်ကောင်းချီးပေးပါစေအာမင်